သူကတော့ Yuki Vega ဆိုတဲ့ဇက်ကောင်နဲ့တကဘာလောကအဆင်ပရိသတ်တွေကြားမှာလူသိများလာခဲ့သူပဲဖြစ်ပါတယ်။ဒီလောက်ကျွမ်းကျင်တဲ့အရေးကြီးစီပါလန်နဲ့သူဟာဘာကြောင့် Hollywood ရဲ့ထိပ်တန်းနေရာမှာမင်းသားကြီးတယောက်ဖြစ်နေရများခဲ့တာလဲ။ကဲဒီနေ့ဗီဒီယိုမှာတော့လူများစုကအလကတန်းယူနေတဲ့ကောင်ဆိုပြီးတတ်မှတ်ကြတဲ့ Scott Adkins စိတ်ဝင်စားစရာအကြောင်းတွေကိုတော်တော်များများကသိကြသေးမှာမဟုတ်ပါဘူး။Scott Adkins ကိုအင်္ဂလန်နိုင်ငံရဲ့တမန်မိသားစုတွေတခုမှမွေးဖွားခဲ့ပါသူဟာငငယ်ကလေးက Bruce Lee နဲ့ Van Damme တို့ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီးကိုယ်ခပညာကိုရည်ရွယ်မှုစိတ်ဝင်စားခဲ့ခလေးပြီးခလေးလို့စောရမယ့်စာအချိန်တိုင်းလိုတိုင်းပဲစောနေတာကြောင့်မင်းကကြီးလိုက်ရင်လူစိုးလေးဖြစ်မဲ့ကောင်ဆိုပြီးမကြာခဏအရိုက်ခံရတဲ့အထိအောင်ပါပဲသူသက်ဆန်နဲ့ရောက်မှာတော့မိဘတွေက Adkins မှာဖြစ်ချင်လဲဆိုတော့တော်တော်ပဲသိတာကြပြီအနီတာမှာစီတဲ့ဂျူဒိုကလပ်တစ်ခုကိုပို့ပေးခဲ့တယ်သူ့အိမ်ကကားဖို့တော်ကလည်းသူ့တော်တော်လေးချီအခွင့်ဖြစ်နေခဲ့ပြီးနေညံ့ပြပြတဲ့ထန်လေ့ကျင့်ခဲ့တယ်အစင်မင်းသားကြီးတယောက်ဖြစ်ချင်တဲ့ရည်မှန်းချက်ကြီးကိုအကောင်ထဲပေါ်ဖို့တိုးဆောင်လောကတွေကိုခြေစုပ်ပြုတ်ခွေဖို့စူးစမ်းတဲ့အခါမှာတော့အခက်ခဲတွေကသူ့ကိုပြုံးကြီးဆောက်ကြနေခဲ့ပါတယ်အဲ့ဒီချိန်တုန်းကသူကမျက်နှာတော်တေချာမြင်ရတဲ့ဟောင်ကောင်ရုပ်ရှင်တွေထဲမှာအမိုက်ကောက်ဖြတ်ဆောက်ဇက်ပုတ်ပြီးလိမ့်နေရတွေနဲ့မင်းသားရဲ့အရိုက်ခံအထိုးခံရတဲ့လူမိုင်းနေရာတွေမှာပဲတုံးဆန်ဖို့ရခဲ့တာဘသူကမှသူ့ကိုအဖမ်းမလို့ကြသလိုသူ့မှာစီးတဲ့အရေးချင်းကိုလည်းဘသူကမှတတိမထားမိခဲ့ကြပါဒီလိုနဲ့အန်ကိုကြိတ်ပြီးတနေ့မှာငါလှည့်ရောက်လာရမယ်ဆိုတဲ့စိတ်နဲ့10နှစ်ကျော်တဲ့အသက်ကိုစူးစမ်းခဲ့ပါတယ်2006ခုနှစ်မှာတော့သူစောင့်မျှော်နေတဲ့ခွင့်ရင်ကြီးကသူ့စီကိုဆက်ဆက်ပြင်းပြရောက်လာခဲ့ပါစကော့ဟာပြဖုံးနေတဲ့မီဂဲလေးဆိုတော့ဒရိုက်တာ Ice Forest တိုင်းကသတိထားမိသွားဖို့ရတယ်သူ့ကို Anti-Spotted 2ရုပ်ရှင်မှာ Yuri Vega ဆိုတဲ့ပြည်လေအရန်နေရာကနေစတင်ရိုက်ကူးခဲ့ပါအဲ့ဒီကားမှာ Scott ဟာအဓိကမင်းသားမှုပဲပြည်လေအဖြစ်သာပါဝင်ခဲ့တာပါဒါပေမဲ့ထူးဆန်းတာကရုပ်ရှင်ကြည့်တဲ့သူတိုင်းကမင်းသားတဲ့ဆိုင်ရင် Fighting ခန်းတွေမှာကျန်းတဲ့ဒီပြည်လေဘဲကြီးကိုပဲပို့ပြီးသဘောကျတာခဲ့ကြတာပါ Hello, B-Team. This is Yuri Boyka, sending you his best wishes. I'll be coming for you soon. တက်တွေရဲ့တောက်ဆိုမှုတွေတူ Anti-Spotted 3မှာတော့ကော့ဟာဘီလေဘွားကနေမင်းသားအဖြစ်ရိုက်ကူးခဲ့ပါဒါပေမဲ့ဒီဗီဒီယိုကယုံနေကားမဟုတ်ပဲ Direct to Video ကားနဲ့ဒီ Yuri Vega ဆိုတဲ့အမည်နဲ့တစ်ကမ္ဘာလုံးကို viral လို့ပြန့်နှံ့သွားခဲ့ပြီးလူသိများတာခဲ့သူကခင်မာပြီးမွေးဖွားလာခဲ့တဲ့သူလို့ပဲပြောရမယ်ဗျ1980နဲ့90ဝန်းကျင်တွေမှာ Bruce Lee နဲ့ Van Damme တို့လိုကက်ကိုခန့်ပညာရှင်တွေကနေရာရခဲ့ပေမဲ့အခုခေတ် Hollywood မှာတော့တကယ်အရေးချင်းတဲ့ CGI ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ Super Hero ကားတွေပဲနေရာယူထားတာကြောင့်စစ်စင်ပြောရရင် Hollywood ကအရေးချင်းစီးတဲ့သူတွေအရောင်းရောင်စိုးသူကိုပဲနေရာပေးလေးရှိပါတယ်ဗျ Scott Adkins ရဲ့ဘဝဆက်ကြောင်းကိုကြည့်ရင်ကျွန်တော်တို့သင်ခန်းစာတစ်ခုရနိုင်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့တန်ဖိုးကိုယ်တိုင်သိဖို့ပါပဲ Hollywood ကသူ့ကိုထိတ်တန့်နေရမှာပေးခဲ့ပေမဲ့သူကတော့သူ့ရဲ့ကိုယ်ခပညာရည်ချစ်ကိုပဲတော့မှဆုံးချခဲ့ပါဆိုတာရောက်လာတဲ့အထိထိုင်ဆောင်နေရတာမျိုးမဟုတ်ပဲကိုယ်တိုင်ကအမြဲစစ်တစ်ဖြစ်နေမှာစုခွာနိုင်မယ်ဆိုတာစကောကတက်တည်ပြခဲ့ပါမီတောက်တစ်ခုဟာသူ့ဘောကိုလွှတ်ပစ်လိုက်တဲ့အတားစီအမှိုက်တရိုက်မှန်သမျှကိုလောက်စာဖြစ်ပြောင်းလဲပြေးလေးရှိပါအားကောင်းတဲ့မီတောက်တစ်ခုတက်တော့စီတာသမျှအရာဟာသူ့ကိုပုံမှုတောက်ပလာစေမဲ့ခွင့်ရည်တွေပဲဖြစ်လာတတ်တယ်ဗျာကျွန်တော်တို့ရဲ့ဘဝတွေကလည်းဒီလိုပါပဲကိုယ်စိတ်ကိုရောက်လာတဲ့အခက်ခဲတွေဟာကိုယ့်ကိုဖြတ်စီဖို့ရောက်လာတာမဟုတ်ပါဘူးကိုယ်ထဲမှာစီတယ်ကိုယ့်ရဲ့တကယ်အရေးချင်းကိုပို့ပြီးထင်မြက်လောက်အောင်စမ်းသပ်ပေးနေတဲ့လောက်စာတွေတက်ပါဘယ်လိုအခြေအနေမျိုးမှမဆိုကိုယ့်ရဲ့ပန်းတိုင်းနဲ့ကိုယ့်ရဲ့တံမိုးကိုဘယ်သူမှလာပြီးကန့်တန်းခွင့်မပေးဖို့ပါပဲ